ဒီသာသနာမှာတန်ခါအင်အားနဲလာတာကတော့တိုင်းပြည်မကောင်းလို့တော့မဟုတ်ပါဘူးတိုင်းပြည်မကောင်းလို့တော့မဟုတ်ပါဘူးခွန်ကြီးတို့ဒါကတော့ခေတ်ကာလအရာပေါ့နော်ခေတ်ကာလအရာခွန်ကြီးတို့ငငယ်တုန်းကတော့ဒီဘုန်းကြီးတို့ဆိုလို့ရှိရင်သာသနာပေါ်မှာနေခဲ့တယ်ဆရာရဲ့အုပ်ထိန်မှုခေါင်းစဉ်အောက်ကနေနေခဲ့တယ်အပြင်အပြင်ပိုင်းဟွာတွေဘာမှမရှိဘူးပေါ့နော်ဒီမိုင်းပါဒီစီစိန်ခံစားတာတွေအပြင်ပိုင်းဖုန်းလို့မရှိဘူး TV လို့မရှိဘူးပေါ့နော်အဲ့တော့ကိုယ်စာကိုလို့ကိုယ်ဟာပြီးတော့ကိုယ်ဆရာသမားရဲ့ဆုံးမမှုဒီလိုနေပဲအခုနောက်ပိုင်းကျတဲ့ခါကျတော့ဒီ line သုံးတာတွေများတယ်ဖုန်းသုံးတာတွေများတယ်အဲ့ဒီပုံမှာတချို့ကစိတ်ကူးကျင်တာပေါ့နော်စိတ်ကူးကျင်တော့တချို့ကကျတော့လေရဟန်းဘဝနဲ့တဝန်တော်မှာထွက်တယ်တချို့ကလည်းကိုရင်အငယ်မှာထွက်ကြတယ်ပေါ့တချို့ကကျတော့လေစီးပွားရေးမကောင်းတော့တချို့မိဘတွေကငငယ်ရွယ်လေးမှာပဲကြောင်းမှာသင်္ကန်းဝတ်ခိုင်းပြီးတဲ့ခါကျတော့နည်းနည်းလေးကြီးလာလို့ရှိရင်မိဘတွေရဲ့စီးပွားရေးအခြေအနေအရထွက်ခိုင်းပလိုက်ရတာရှိတယ်ပေါ့အဲ့အတွက်လည်းဒီရဟန်းဘောမှာဆုံးရှုံးမှုတွေဒီသာသနာတော်ရဲ့ဆုံးရှုံးမှုတွေများစွာရှိတယ်ပေါ့အဲ့တော့အဓိကကတော့ဘုန်းကြီးတို့ကဘာလဲဆိုတော့ဒီမှာဘုန်းကြီးတို့ကနေအားလုံးပေါ့ထောက်ပံ့မှုပေါ့ထောက်ပံ့မှုသာသနာပေါ်မှာထောက်ပံ့မှုဟာများစွာလိုပါတယ်သာသနာရေးဘက်ကလည်းထောက်ပံ့မှုများစွာလိုတယ်သာသနာရေးဘက်ကထောက်ပံ့မှုကောင်းမှတော့နိုင်ငံတော်ကလည်းဒီသာသနာတော်မှာထောက်ပံ့မှုကောင်းမှဒီသာသနာတော်မှာရှိတဲ့ခေါင်းဆောင်တွေပေါ့ဘုန်းကြီးတို့လိုကျောင်းတိုင်ဘုန်းကြီးခေါင်းဆောင်တွေပေါ့အဲ့ဒီခေါင်းဆောင်တွေကလည်းဒီတစ်ဖက်တန်ဃာတွေတို့မှာထောက်ပံ့မှုကောင်းမှာပေါ့ထောက်ပံ့မှုကောင်းမှာသူတို့တင်ပစ္စည်းလေးပါအားဖြင့်သူတို့မပင်ပန်းရအောင်ခေါင်းဆောင်လုပ်တဲ့ဘုန်းကြီးတွေကနေရောကိုယ့်ဘိုးကြီးမကြည့်ပဲနဲ့သာသနာတော်အတွက်ဆိုတဲ့ကြည့်ပြီးမှကိုယ့်ရဲ့လက်လာပါကိုခွဲဝေပြီးပေါ့အဲ့တော့ဒီစာသင်သားကွင်လေးတွေဆိုလို့ရှိရင်သူတို့လက်လာပါလဲဆိုတော့သူတို့လက်လာပါကသင်္ကန်းအတုံးအဆောင်ပေါ့ဆက်ပြားဘာညာကအစအတုံးဆောင်ပေါ့ဒါဒီသင်္ကန်းထီးပနက်အတုံးအဆောင်ပေါ့ကျောင်းမှာကျောင်းတက်တဲ့ဆိုရင်ကျောင်းရဲ့မုံဘိုးပေါ့အစကြီးအဲ့လိုလေးအထောက်ပံ့ကောင်းမှထောက်ပံ့ကောင်းမှဒီသာသနာမှာပျော်တာပေါ့အဲ့တော့ဒီသာသနာမှာတာမဏေတွေများမွေးနိုင်ဖို့ဆိုလို့ရှိရင်အဖက်ကထောက်ပံ့မှုတွေလိုတာပေါ့နိုင်ငံတော်တွေလည်းထောက်ပံ့မှုလိုတယ်သာသနာတော်ရဲ့ဝန်ကြီးဌာနတွေနေလည်းထောက်ပံ့မှုအားကောင်းမှုလိုတယ်တက္ကရာကမတွေကလည်းထောက်ပံ့မှုအားကောင်းမှုလိုတယ်ဆရာသမားတွေကလည်းထောက်ပံ့မှုအားကောင်းမှုလိုတယ်အဲ့လိုအားကောင်းလာဖို့အတွက်ဒါဝိုင်းဝန်းကြိုးစားပြီးတော့မှဒီသာသနာကိုထိန်းသိမ်းဆောက်ရှောက်မယ်ဆိုလို့ချင်းဘုန်းကြီးတို့သာသနာမှာတဖြည်းဖြည်းနည်းနည်းသွားလာတဲ့စာသင်သားတွေယဟန်တန်ဃာတွေပို့ပြီးတော့မှပြန်လဲမော့လာမှာပေါ့နော်ပြန်ပြီးတော့သာသနာရဲ့တန်ဃာအရေးအတွက်ပို့ပြီးတော့မှအားကောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်ထောက်ပံ့မှုတွေများစွာပေါ့စီစနစ်ကြပေါ့နော်စီစနစ်ကြထောက်ပံ့ပေးနိုင်တဲ့ထောက်ပံ့ပေးကြပါလို့ဘုန်းကြီးကသာသနာတော်အတွက်ပြောချင်ပါတယ်